င်္ဂလာပါဒီနေ့ကျွန်တော်တို့ထိုင်းမှာရှိနေတဲ့ညီကိုမမတွေအတွက်ဘန်ကက်အထေးကဖုန်းနံပါတ်ကိုပြောင်းချင်တယ်ဆိုလို့ချင်းရင်ကျွန်တော်ဘာတွေလိုအပ်တယ်ဆိုတာကိုကျွန်တော်ပြောပြပါမယ်ပတ်စပိုးရန်ဘန်စာအုပ်ရန်ဘန်ကက်နံပါတ်ရန်ဆိုလို့ရှိရင်ရပြီအရင်တော့ကတော့ရတယ်ဒါပေမဲ့အခုတော့မရတော့ဘူးအခုကဘာတိုးလာလဲဆိုလို့ချင်းရင်ကျွန်တော်တို့ဒီကျွန်တော်တို့သုံးနေတဲ့ single company ကနေပြီးထောက်ခံချက်စာရွက်တွေတောင်းပါတယ်ဒီထက်သုံးနေတယ်ဆိုလို့ရှိရင်ဒီထက် company ကလိုမယ် AIS သုံးနေတယ်ဆိုလို့ရှိရင် AIS company ကလိုမယ် Trumo သုံးနေတယ်ဆိုလို့ရှိရင် Trumo company တွားပြီးတော့ကျွန်တော်တို့ရဲ့ထောက်ခံချက်စာရွက်ဒီစာရွက်ကိုတွားတောင်းရမှာဖြစ်ပါတယ် Okay ဒီစာရွက်ဘယ်လိုတောင်းရတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါကိုအင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ receipt သို့မဟုတ် tax invoice ပြောလို့ရတယ်ကျွန်တော်ထိုင်းလိုဆိုလို့ရှိရင်တော့ by รับเงินသို့မဟုတ် by กับภาษีပြောလို့ရပါတယ်ကျွန်တော်ဒီ၄ခုရပြီဆိုလို့ရှိရင်ကျွန်တော်ဘန်ကိုသွားလို့ရပါပြီဒီဟာကိုပေးလိုက်ရင်ဘန်ကလုတ်ပေးလိမ့်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဘန်ကက်နဲ့နေပြီးတော့ကျွန်တော်ဘန်ဘုံထဲမှာကိုဟာကိုသွားလို့ရသေးတယ်ဒီထဲမှာလုတ်ပြီးတော့မပြီးသေးဘူးအဲဘန်ဘုံမှာကိုဟာကိုသွားလို့ရသေးတယ်အဲ့ဒါကြတော့ကျွန်တော်လိုက်ပြပေးမယ်ဒီမှာဆိုရင်ကျွန်တော်ရဲ့ဘန်ကက်နံပါတ်ကိုဘန်ဘုံတွေကိုထိပေးရပါမယ်ပြီးတော့လို့ရှိရင် password ကိုနှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့အသုံးပြုလို့တဲ့ဘာသာစကားကိုရွေးပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့အင်္ဂလိပ်နဲ့ပဲလုပ်ခဲ့ပါတယ်ပြီးတော့လို့ရှိရင်မှာ apply for တော့ amend service ကိုနှိပ်ပေးရမှာဖြစ်ပါတယ်ပြီးဒီမှာ change mobile phone number for debit card ကိုစနေမယ်ပြီးရင်ဒီနေရာမှာတော့ကျွန်တော်တို့ဖုန်းနံပါတ်ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဖုန်းနံပါတ်10လုံးကိုရိုက်ထည့်ပြလိုက်တာနဲ့ဒီမှာကျွန်တော်တို့ correct ကိုနှိပ်မယ်ပြီးလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ OTP နံပါတ်ထည့်ဖို့နေရာလေးတစ်ခုကျလာတယ် OTP နံပါတ်ကဘယ်မှာရောက်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်း message ကိုတွားပြီးတော့ OTP နံပါတ်ချစ်လုံးရောက်မယ်အဲချစ်လုံးကိုဒီမှာရိုက်ထည့်လိုက်နေ okay ဆိုလို့ရှိရင်အဆင်ပြေတော့ကိုယ့်အကူမလုပ်တဲ့ဘူးဆိုလို့ရှိရင်သူတို့ကိုအကူအညီတောင်းလို့ရပါတယ်ကျွန်တော်မလုပ်တဲ့ဘူးကျွန်တော်တစ်ခါလုပ်ပေးပါဗောနော် scan ပေးတဲ့ QR code ကိုအတည်ပြုမယ်ဆိုလို့ရှိရင်တော့3-4ရက်စောင့်ရပါမယ်ပြီးလို့ရှိရင်ရပါပြီအားလုံးကျေးဇူးပါ